ကဲအိမ်ရှိပို့ပွားလေးနဲ့စီးခြင်းနဲ့ဒါယောက်ျားလေးပဲစီးစီးမိန်းကလေးပဲစီးစီးဒါတင့်တော်မယ်ကျွန်တော်ကားလေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ဘယ်ကဲဘာကားလေးလဲဆိုတာကိုတော့ကျွန်တော်လည်းတူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကဲဒီကောင်လေးကတော့ Suzuki Swift လေးဖြစ်မယ် Model 2010ဖြစ်ပါမယ်ခင်ဗျာရုပ်ပြောင်းသွားပါပြီဒါရန်ကုန်လိုင်စင်နဲ့ရပါမယ်ကာလာတော့အဖြူအောင်လေးဖြစ်ပါမယ်ခင်ဗျာဒါအဖြူအောင်ပါးဝိုက်လေးပေါ့နော်အဖြူရိုးရိုးမဟုတ်ဘူးပါးဝိုက်လေးဖြစ်မယ် Model 2010လေးပါခင်ဗျာကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက928သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးရှက်လေးရိုက်ပြပေးပါမယ်ခင်ဗျာကဲဒါကတော့ Suzuki Swift တောင်တင်တန်းရဲ့ဒါအတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာအတွင်းကမှာကျွန်တော်တို့ poster လေးဖြစ်သွားပါမယ် grade လေးမြင့်သွားပါမယ်ခင်ဗျာ Aircon digital လေးရနဲ့ Aircon digital လေးနဲ့ရပါမယ်ခင်ဗျာကဲအထက်ထဲကိုတော့ကျွန်တော်ရှမ်ဝိုင်းသား E လေးနဲ့အသုံးပြုပေးထားပါတယ်ကဲ grade မြင့်သွားပါပြီခင်ဗျာ poster Aircon digital လေးနဲ့ရပါမယ်ရုပ်ပြောင်းသွားပါပြီခင်ဗျာ model 2010လိတ်လေးပါခင်ဗျာကဲမိသားစုပေါ်ပွားလေးလဲစီးကျင်တယ်ဆိုရင်တော့ကျွန်တော်ရှိမှဒီကောင်လေးရှိမယ်စီစားတက်တာပါတယ်ခင်ဗျာကဲဒီကောင်လေးကတော့မိသားစုဒါ၄-၅ ရောက်လောက်စီးလို့ရမယ့်ကောင်လေးပဲဖြစ်မယ်ဒါသိန်း928သိန်းနဲ့ရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်နောက်ကြမ်းကင်းလေးရိုက်ပြပေးပါမယ်ခင်ဗျာကဲနောက်ကြမ်းကင်းဆွေးတာပြူတာလုံးဝမရှိပါဘူးခင်ဗျာအဆွေးပြူနာစာခင်းပါတယ်ကားလေးလေးတော်တော်တန့်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဖုံချွတ်ထားတာတို့ဖြုတ်ထားတာတို့လုံးဝမရှိပါဘူးအယိုးစေးတိုက်ခိုက်ဖို့ဖြစ်ဆက်ရှင်းပါမယ်ခင်ဗျာကဲဒီကောင်လေးကတော့ Suzuki Swift 1000တန်းဟိုမှာလိတ်လေးဖြစ်သွားပါမယ်ခင်ဗျာ2010လမြင့်လေးပါကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက928သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်နောက်ထပ်တစ်စီးပြပေးပါမယ်ကဲဒီကောင်လေးကတော့2008 model လေးဖြစ်မယ်ဒီကောင်လေးကတော့ Smacky Aircon digital လေးပါခင်ဗျာဒီဘက်ကောင်လေးကတော့ Poster Aircon digital လေးဖြစ်မယ်ကဲဒီကောင်လေးကနေ color gray လေးထွက်ပါမယ်ခင်ဗျာတောက်လျှောက်နက်လေးပဲကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက800ပတ်ချလဲ998သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ Suzuki 2008လေးရဲ့ဒါအတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာကဲဒီကောင်လေးလည်း Aircon digital လေးနဲ့လာပါမယ် DB back camera လေးလည်းပါပါတယ်ခင်ဗျာကဲ Smacky လေးနဲ့ပါရောင်းချပေးမယ့်ဈေးနှုန်းလေးက998သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ2008 point 3တောက်လျှောက်နက်လေးပါခင်ဗျာကာလာဆေးပါလေးထွက်ပါမယ်ရန်ကုန်လိုင်စင်လေးပါခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်ရှိမှနောက်တစ်စီးထပ်ရှိအောင်မယ်ကျွန်တော်လိုက်ပြပေးပါမယ်ခင်ဗျာကဲဒီကောင်လေးကတော့ဒါကျွန်တော်ရိုးရိုးတော့လေးပဲဖြစ်မယ် Aircon digital လေးနဲ့ရပါမယ်ခင်ဗျာ model 2006လေးပါ1300cc တောက်လျှောက်နက်လေးပါခင်ဗျာကဲအတွင်းကလေးလည်းတော်တော်လေးတန့်ပါတယ်ခင်ဗျာတောက်လျှောက်နက်ဆိုတဲ့အတိုင်းအတွင်းကလေးတော်တော်လေးတန့်ပါတယ်ဗျကဲဒါကတော့အလေခံလေးပဲဖြစ်ပါမယ်အယိုးစေးတိုက်ခိုက်ဖို့စုဖြတ်ဆက်အတွက်ကျွန်တော်တို့ဘက်ကတရားရင်တော့အာမခံပြီးရောင်းချပေးတာဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေး3စီးကိုကြည့်ရှုရပြီဆိုတော့လူကြီးမင်းတို့နှစ်သက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့မှငွေချမ်းလဲတက်ရေးကြအကုန်ရပါတယ်ခင်ဗျာဒါပဲခူးရန်ကုန်နေပြီးတော့မန်လေးမြို့ပေါ်တွေမှာကျွန်တော်တို့အရေးကြကိုလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာအတိုးနှုံးတစ်ချက်ပြား30နဲ့ပါခင်ဗျာအတိုးနှုံးလေးလည်းတက်တာပါတယ်ကဲဒီကားလေးတွေကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3995842323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုကြိုင်ကိုကြားလာရောက်ကြည့်ရှုနေတဲ့အတွက်ကတော့အရှိတကုံဇာတ်တွေ1 way လမ်းမကြီးပေါ်ကြည့်ရှုအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုဆုံးထိကြည့်ရှုဝေးရတဲ့ဒုတိယချင်းရိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ